မင်းကလေးဟာမတော်တဆကိုးတိုင်နဲ့ခေါင်းနဲ့တိုက်မိသွားတယ်ဒါကိုမြင်တော့အားလုံးကရဲကြတယ်နောက်ပြီးသူမကပြိုင်ဘက်ရဲ့ကိုးတိုင်ဘက်ကိုမာပြီးခက်တီတီနဲ့သွားရက်လိုက်တယ်ပြိုင်ဘက်ကိုးသမားကသူမကိုးတိုင်ကတခြားတစ်ဖက်ကဟာဆိုတာကိုညွန့်ပြလိုက်တဲ့နီးပြကရှက်လုံးလို့မျက်နှာတောင်ဖော်မပြရဲဘူးဖြစ်သွားတယ်မင်းကလေးကသူမကိုးတိုင်ဘက်ကိုပြန်ပြေးလာတော့နီးပြကသူမကိုတစ်ချက်ပြန်ကြည့်လိုက်တယ်နောက်ပြီးသူမမှာဘောလုံးပါရမီပါလာမလားဆိုပြီးမျောလင့်နေတယ်ဒါပေမဲ့သူမဘောလုံးကိုကန်လိုက်တဲ့အခါသူမရဲ့အသင်းအဖော်တွေကခက်မြင်မြန်လိုက်ပြေးသွားပေမဲ့ဘောလုံးကအားရမ်းပြုတ်လုံးတာကြောင့်ရန်သူအသင်းရဲ့အကောင်းဆုံးကစားသမားစီတဲ့ရောက်သွားတယ်ပြိုင်ဘက်အသင်းပိုင်ရှင်ကဒါကိုမြင်တော့လောင်ရနေပါတယ်ရန်သူကစားသမားရဲ့မျက်နှာမူရာကိုမြင်တော့မင်းကလေးရဲ့ရေးစားကတတိထားဖို့အော်ပြောလိုက်တယ်ရန်သူကစားသမားကဘောလုံးကိုခြေထောက်နဲ့မြောက်ပြီးလေထဲမှာဝဲပြန်နေတယ်ပြီးတော့သူကဘောလုံးကိုအားနဲ့လက်ကန်လိုက်တော့ဘောလုံးကမီးတောက်ထွက်လာပြီးကောင်မလေးစီချက်ချင်းရောက်သွားတယ်ဒါကိုဘသူမှတားဆီးနိုင်မဲလို့မထင်ထားပေမဲ့လူတိုင်းအံ့အားသင့်သွားကြတယ်သူမကလေထဲမှာပဲဘောလုံးကိုလှည့်ပြီးရက်တက်လိုက်တယ်ဒါကိုမြင်တော့ဘသူမှမယုံနိုင်ဘူးဖြစ်နေတယ်ပြီးတော့သူမကဘောလုံးကိုအားနဲ့ဝေးမြောက်ပြီးလေထဲကိုမြင့်မြင့်ပစ်ချလိုက်တယ်သူမရဲ့ရေးစားကဒီခွင့်ရေးကိုချက်ချင်းသုံးချပြီးလေထဲမှာလက်ပတ်ကသူ့မှာရှိသမျှအားနဲ့ဘောလုံးကိုပြိုင်ဘက်ကိုယ်ထဲစီကန်လိုက်တယ်